ဒီဗီဒီယိုထဲမှာတော့အချိန်ကုန်သက်သာစေပြီးတော့အိတ်သေးကိုပို့ပြီးတော့လွယ်လွယ်ကူကူအသုံးပြုနိုင်မယ်။ shortcut 20ကျော်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲဒီ shortcut တွေကတော့ F1 ကနေ F12 key တွေကိုအဓိကအသုံးပြုထားပြီးတော့ F1 ကနေစပြီးတော့အစဉ်လိုက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးကတော့ Control F1 ပါ။ Control F1 က ribbon ကိုဖျောက်ထားပေးပါတယ်။ Control F1 ပြန်နှိပ်လိုက်ရင် ribbon ကိုပြန်သုံးနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Control Shift F1 ဖြစ်ပါတယ်။ Control Shift F1 က Excel screen ကို full screen လုပ်ပေးထားမှာဖြစ်တဲ့အတွက်လောလောဆယ်ကပို့ပြီးတော့မြင်ကွင်းကျကျနဲ့တက်တောင့်တက်တာဖြစ်လာမှာဖြစ်ပါတယ်။ဒီလိုမိတ်ဆွေက laptop နဲ့ဒါမှမဟုတ်ရင် keyboard အသေးလေးတွေကိုသုံးနေဆိုရင်တော့ function key ဖြစ်တဲ့ F1 key နဲ့ကျွန်တော်ရှင်းပြတဲ့ shortcut တွေကိုတွဲပြီးတော့နှိပ်ပေးဖို့လိုပါလိမ့်မယ်။တကယ်လို့မိတ်ဆွေကဒီကအချက်လက်တွေရှိတဲ့ cell တွေမှာကလစ်ချရမယ်။ဒါမှမဟုတ်ရင် select လုပ်ထားတဲ့ချိန်တွေမျိုးမှာ Alt F1 ကိုနှိပ်လိုက်ရင်တခါတည်း chat တွေဖန်တီးပေးမှာဖြစ်ပါတယ်။အရန်သုံးဝင်ပြီးတော့အရန်အဆင်ပြေတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ formula တစ်ခုရေးနေတဲ့အချိန်မှာ F1 key တစ်ခုတည်းကိုပဲနှိပ်လိုက်မယ်ဆိုရင်ညာဘက်ချမ်းမှာအခုလိုမျိုး app window လေးပွင့်လာမှာဖြစ်ပြီးတော့မိတ်ဆွေရေးနေတဲ့သက်ဆိုင်ရာ formula နဲ့ပတ်သက်တဲ့ app instruction တွေအများကြီးတွေ့ရမှာဖြစ်ပါတယ်။အဲဒီထဲကနေလာပြီးတော့မိတ်ဆွေ formula ကိုပိုကောင်းအောင်လုပ်နိုင်မှာဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ F2 key ဖြစ်ပါတယ်။ F2 key ကတော့ Excel မှာအသုံးအများဆုံး shortcut လို့ပြောရင်လည်းမှန်ပါတယ်။ဒါလိုမိတ်ဆွေက cell တစ်ခုခုတွေကတန်ဖိုးတွေစာသားတွေဒါမှမဟုတ်ရင် formula တွေကိုပြင်ချင်ရင် F2 key လေးကိုနှိပ်လိုက်တာနဲ့တခါတည်းသက်ဆိုင်ရာ cell တွေကိုကာစာချပြီးတော့စိတ်ကြိုက်ပြင်ဆင်မှုအတွက်အဆင်သင့်ဖြစ်နေမှာဖြစ်ပါတယ်။ပြင်ဆင်လို့ပြီးပြီဆိုရင် enter ဒါမှမဟုတ်ရင် escape key ကိုနှိပ်ပြီးတော့ဆုံးသတ်နိုင်မှာဖြစ်ပါတယ်။ Alt နဲ့တွဲပြီးတော့ Alt F2 ဆိုပြီးတော့နှိပ်လိုက်ရင် Save as dialog box ပွင့်လာမှာဖြစ်ပြီးတော့လက်ရှိ file ကိုနာမည်ပြောင်းတာပဲဖြစ်ဖြစ်နောက်တစ် file တစ်ခုဖြစ်သိမ်းချင်တာပဲဖြစ်ဖြစ်စိတ်ကြိုက် location ရွေးပြီးတော့သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ဒါအပြင် Windows Computer တွေမှာဆိုရင် folder တွေ file တွေရဲ့နာမည်တွေကိုပြောင်းဖို့ဆိုရင်လည်း F2 key ကိုအသုံးပြုနိုင်ပါတယ်။တတိယတစ်ခုကတော့ F3 ပါ။ဒီလိုမိတ်ဆွေက Control နဲ့တွဲပြီးတော့ Control F3 လို့နှိပ်လိုက်ရင် Name Manager ကိုဖွင့်လိုက်ရမှာဖြစ်ပြီးတော့ Name Manager ထဲမှာရှိတဲ့အရာတွေအားလုံးကိုစိတ်ကြိုက်ပြုပြင်နိုင်မှာဖြစ်ပါတယ်။ Escape key လေးနှိပ်လိုက်ရင်တော့ Name Manager window ကပြန်ပိတ်သွားမှာဖြစ်ပါတယ်။ Name range တွေ lambda တွေနဲ့လုပ်ရတဲ့အခါမျိုးမှာဒါမှမဟုတ်ရင် Excel ရဲ့ table တွေနဲ့လုပ်ရတဲ့အခါမှာဒီ shortcut လေးကအရန်သုံးဝင်ပါတယ်။နောက်တစ်ခုကတော့ F4 key ပါ။ F4 key ရဲ့အသုံးဝင်မှုကတော့ Excel မှာအရန်များပါတယ်။ပထမဆုံးအနေနဲ့ formula တွေရေးတဲ့အချိန်မှာသက်ဆိုင်ရာ cell ကို lock ချခြင်းနဲ့ဆိုရင် F4 key ကိုချိန်နှိပ်ပြီးတော့စိတ်ကြိုက် row ကို lock ချမလား column ကို lock ချမလားအစရှိသဖြင့်လိုသလိုစိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။နောက်တစ်ပိုပြီးစိတ်ဝင်စားစရာပြောစရာကောင်းတာတစ်ခုကတော့ကျွန်တော်တို့က cell ခုခုကိုဆက်လက်မှတ်တယ်အရောင်လေးပြောင်းလိုက်တယ်။အဲ့ဒီအရောင်ကိုပဲနောက်တစ် cell တစ်ခုမှာသုံးကျင်တယ်ဆိုရင် F4 key လေးကိုနှိပ်လိုက်ရုံနဲ့ repeat last action ဆိုတဲ့ပုံစံမျိုးနဲ့သူကအရင်လုပ်ခဲ့တဲ့အရောင်တိုင်းမိတ်ဆွေ select လုပ်ထားတဲ့ cell မှာဖြည့်ပေးမှာဖြစ်ပါတယ်။ပြောချင်တာက F4 key ကနောက်ဆုံးလုပ်ခဲ့တဲ့အလုပ်ကိုထပ်ခါလုပ်ပေးနိုင်တဲ့ shortcut key ဖြစ်ပါတယ်။နောက်တစ်ခုကတော့ F5 ပါ။ keyboard ကနေ F5 key တစ်ခုလေးကိုနှိပ်လိုက်ရင် go to dialog box ကိုဖွင့်ပေးပါတယ်။ဒါမှမဟုတ်ရင် control G ကိုနှိပ်ပြီးတော့လေ go to dialog box ကိုဖွင့်လို့ရပါတယ်။အဲ့ဒီနေရာကနေ name range တွေဒါမှမဟုတ်ရင် table တွေကို double click နှိပ်ပြီးတော့တိုက်ရိုက်သွားရောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။အခု F5 ကိုပြန်နှိပ်ကြည့်လိုက်မယ်။ go to dialog box လေးပေါ်လာတယ်။အဲ့ဒီက special ကိုနှိပ်လိုက်ရင်ဘယ်လို cell မျိုးစားတွေကို select လုပ်ချင်တယ်လဲဆိုတဲ့အားကိုဒီ option တွေမှာစိတ်ကြိုက်ရွေးချယ်ပြီးတော့ okay လုပ်လိုက်တာနဲ့သက်ဆိုင်ရာ cell တွေကိုတီးတန့်ရွေးချယ်ပြီးတော့ select လုပ်ပေးမှာဖြစ်ပါတယ်။ Alt F5 ကိုနှိပ်လိုက်မယ်ဆိုရင်တော့ power query တွေ pivot table တွေအားလုံးကို data refresh လုပ်ပေးပါတယ်။ Control Alt F5 ကိုနှိပ်မယ်ဆိုရင်တော့ workbook တစ်ခုလုံးမှာရှိတဲ့ pivot table တွေအားလုံးနဲ့ query တွေအားလုံးကို refresh လုပ်ပေးမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ F6 ပါ။ F6 ကအသုံးနဲ့ပေမဲ့သိထားဖို့လိုပါတယ်။ဒါလို့မိတ်ဆွေက F6 တစ်ခုတည်းကိုတစ်ချက်နှိပ်လိုက်ရင် sheet တွေစီကို focus ရောက်သွားမှာဖြစ်ပြီးတော့ keyboard က arrow key လေးတွေသုံးပြီးတော့ sheet တွေကိုရွှေ့ပြောင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒါလို့ F6 key ကိုနောက်တစ်ချက်နှိပ်လိုက်မယ်ဆိုရင် name box ကို active ဖြစ်သွားမှာဖြစ်ပြီးတော့ name box ထဲမှာမိတ်ဆွေပြင်ချင်တာတွေအားလုံးကိုပြင်လို့ရမှာဖြစ်ပါတယ်။ဒါအပြင် F6 ကိုပဲနောက်တစ်ချက်ထပ်နှိပ်ရင် ribbon မှာအသုံးပြုနိုင်တဲ့ shortcut လေးတွေတွေ့ရမှာဖြစ်ပြီးတော့သက်ဆိုင်ရာ character လေးကိုနှိပ်လိုက်ရုံနဲ့ဥပမာ page layout ဆိုရင် P ဆိုတဲ့ key လေးကိုနှိပ်လိုက်ရုံနဲ့ page layout tab တွေကိုဝင်ရောက်ပြီးတော့မြင်နေရတဲ့ shortcut key လေးတွေကိုနှိပ်ပြီးတော့သက်ဆိုင်ရာ option လိုက်စိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီလိုမိတ်ဆွေက control နဲ့တွဲပြီးတော့ control F6 ကိုနှိပ်လိုက်ရင်ဖွင့်ထားတဲ့နောက်ထပ် workbook တစ်ခုစီကိုကူပြောင်းပေးမှာဖြစ်ပါတယ်။ Windows မှာဆိုရင် Alt Tab ကိုသုံးတာနဲ့အလားတန်တူပါတယ်။
ဒါဆိုရင် Control F6 နောက်ကောက်နေကြည့်မယ်အရင် workbook ကိုပြန်ရောက်ပါပါတယ် F7 ကတော့ spelling check လုပ်ပေးတဲ့ shortcut ဖြစ်ပါတယ် spelling check လုပ်ခြင်းတဲ့ cell တွေကို select မှတ်ပြီးတော့ F7 key လေးကိုနှိပ်လိုက်ရင်ခုလို dialog box လေးပွင့်လာမှာဖြစ်ပြီးတော့ကိုလိုအပ်တယ်လို့စီမံခန့်ခွဲပြီးတော့ spelling check လုပ်နိုင်မှာဖြစ်ပါတယ်ဒီလိုမျိုးဆိုရ shift F7 လို့နှိပ်လိုက်မယ်ဆိုရင်တော့အဓိပ္ပာယ်တူစကားလုံးတွေကိုရှာပေးမှာဖြစ်ပါတယ်ဒီလိုမျိုးဆိုရ Excel သုံးပြနေတဲ့အချိန်မှာ cell ကို click နှိပ်လိုက်ရင် cell တွေအများကြီး select ဖြစ်သွားတယ်ဒါဆိုရင်မိတ်ဆွေ F8 key ကိုမှားနှိပ်မိတာလို့ပါအဲ့ဒီချိန်ဒီမျိုးမှာ status bar ကိုကြည့်လိုက်ရင်လည်း extend selection လို့ပြနေမှာဖြစ်ပါတယ်ဒါဆိုရင် F8 key လေးကိုပြန်နှိပ်ပေးလိုက်ပါဒါဆိုရင် extend selection position ကပျောက်သွားမှာဖြစ်ပြီးတော့ပုံမှန်တိုင်းပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ် order နဲ့တွဲပြီးတော့ F8 key ကိုနှိပ်လိုက်မယ်ဆိုရင်တော့ micro window ကိုဖွင့်ပေးမှာဖြစ်ပြီးတော့မိတ်ဆွေပြုလုပ်ထားတဲ့ macro တွေကိုစိတ်ကြိုက်ရွေးချယ်ပြီးတော့ run တာ edit လုပ်တာအစရှိတဲ့ပြင်စိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုက F9 မှာ F9 ကတော့တစ်ခါတလေအရန်ရှုပ်ထွေးတဲ့ workbook ကြီးတွေမှာအလုပ်လုပ်ရတာနှီးမသွားစေဖို့အတွက် formulas တွေက calculation option မှာ manual လုပ်ထားတတ်ကြပါတယ်အဲ့ဒီချိန်ဒီမျိုးမှာ calculation လုပ်နိုင်မှုအတွက် workbook တစ်ခုလုံးကို calculation လုပ်ချင်တယ်ဆိုရင် F9 key ကိုနှိပ်လို့ရပြီးတော့ sheet တစ်ခုလေးကိုပဲ calculation လုပ်ချင်တယ်ဆိုရင်တော့ shift F9 key ကိုနှိပ်လို့ရပါတယ် F10 သုံးခုနည်းကတော့ order F10 ဆိုပြီးနှိပ်လိုက်ရင်အခုလို selection pane ကိုဖွင့်ပေးပြီးတော့ကိုယ့်ရဲ့ sheet ထဲမှာရှိတဲ့ shape တွေ chart တွေ slide စာတွေအားလုံးကိုဒီထဲမှာတွေ့ရမယ်။ပြောင်းချင်ပြောင်းထားလို့ရမယ်။နာမည်ပြောင်းချင်ရင်လည်းဒီနေရာမှာပဲစိတ်ကြိုက်နာမည်ပြောင်းလို့ရပါတယ်။နောက်တစ်ခုကတော့ F11 မှာ order F11 နှိပ်လိုက်ရင် VBA editor ကိုဖွင့်ပေးမှာဖြစ်ပြီးတော့ဒီထဲမှာ automate အလုပ်တွေလုပ်ဖို့အတွက် micro တွေဖန်တီးတဲ့နေရာဖြစ်ပါတယ်။ဒီထဲမှာ micro တွေကိုပြည့်ပြင်မဲ့ဆိုရင်လည်းဒီထဲမှာပဲပြည့်ပြင်လို့ရမှာဖြစ်ပါတယ်။ဒီလိုကိုပြုလုပ်ချင်တဲ့ data တွေကို select လုပ်ထားမယ်။ order မပါဘဲနဲ့ F11 သီးသန့်တစ်လုံးလေးကိုနှိပ်လိုက်မယ်ဆိုရင်သက်ဆိုင်ရာ select လုပ်ထားတဲ့ cell တွေက data တွေကို chart တစ်ခုဖြစ်ဖန်တီးပေးမှာဖြစ်ပါတယ်။ shift F11 နှိပ်ရင်တော့နောက်ထပ် sheet တစ်ခုကိုချက်ချင်းဖန်တီးပေးမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ F12 က save as window ကိုဖွင့်ပေးမှာဖြစ်ပြီးတော့နာမည်ပြောင်းတာ file တွေကိုနေရာပြောင်းသိမ်းတာမျိုးအတွက်အရန်အဆင်ပြေတဲ့မြန်မြန်ဆန်ဆန်လုပ်လို့ရတဲ့ shortcut ဖြစ်ပါတယ်။ order နဲ့တွဲပြီးတော့ F12 ကိုနှိပ်လိုက်မယ်ဆိုရင်အခုလို Power Query Editor ကိုဖွင့်ပေးမှာဖြစ်ပါတယ်။ဗီဒီယိုလေးတွေကမိတ်ဆွေတို့အသုံးဝင်နေဆိုရင် like and share လေးတွေလုပ်ပြီးတော့ channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်